အားလုံးပဲမင်္ဂလာပါဒီနေ့တော့ဒေါ်ကာနဲ့သူ့ရဲ့ applying science ဖေဖေထွက်လာနေတဲ့ pop မှန်ကြားကအဓိကကွာခြားချက်တွေကဘာတွေလဲဆိုတာကိုအသေးစိတ်ဆွေးနွေးသွားကြမှာပါကဲဒီနေ့ဘာတွေပြောကြမလဲဆိုတော့ပေါ်မှန်ဘာလို့ပေါ်လာရတယ်လဲဆိုတော့ဒေါ်ကာရဲ့အခက်အခဲကိုယဉ်ကြည့်မယ်ပြီးရင်ပေါ်မှန်ရဲ့ဖြစ်ချင်းချက်ကပါလဲဒေါ်ကာဘက်ကတော့လိုင်းမြောင်ပါတယ်လို့ခဲ့တယ်လေတကယ်လို့ပေါ်မှန်ပြောင်းသုံးချင်တော့လွယ်သလားအဆုံးမှာတော့ဒေါ်ကာလားပေါ်မှန်လားဘယ်ဟာကိုရေးတင်လဲဆိုတာဆုံးဖြတ်ချက်ပေးသွားမှာပါဆိုတော့ဒေါ်ကာကကွန်တီနာလောကရဲ့ဘီရင်ဆိုတာအားလုံးသိကြပါတယ်ဒါပေမဲ့သူ့မှာအားနည်းချက်တွေရှိခဲ့လို့ portman ဆိုတာပေါ်လာတာပါအဲ့ဒီတော့ portman ကဒေါ်ကာရဲ့ဘလူးပြဿနာတွေကိုဖြေရှင်းဖို့ကြိုးစားခဲ့တာလဲဆိုတာအရင်ဆုံးကြည့်လိုက်ကြရအောင်ဟုတ်ပါရဲ့ဒီမေကုန်းကပေါ်မှန်ပေါ်လာတဲ့အဓိကအကြောင်းရင်းပါပဲဒေါက်ကာရဲ့မူလာတိဆောက်ပုံမှာရှိတဲ့အကြီးမားဆုံးစိန်ခေါ်မှုနှစ်ခုကိုဖြည့်ရှင်းဖို့ပေါ်လာခဲ့တာပါကဲပထမဆုံးနဲ့အရေးကြီးဆုံးပြဿနာကိုပြောရရင်အဲ့ဒါကတော့ဒေါကာရဲ့အဓိက process ဖြစ်တဲ့ Docker daemon မှာပဲသူက system တစ်ခုလုံးမှာအခွင့်အရေးအမြင့်ဆုံးဖြစ်တဲ့ root user အနေနဲ့အမြဲတမ်း run နေတာပါညီမကြည့်လိုက်ရင်အဲ့ဒီကိစ္စကဘလောက်တောင်အန်ဒရယ်များလဲဆိုတာရှင်းရှင်းလင်းလင်းမြင်နိုင်ပါတယ်စဉ်းစားကြည့်လေhacker တယောက်က container ထဲက application တေးသေးလေးတစ်ခုကိုဖောက်ဝင်လိုက်တယ်ပြီးတာနဲ့သူက Docker daemon ကိုဆက်သွယ်တယ်အဲ့ဒီ daemon က root ထင်နေတော့ဘာဖြစ်သွားမလဲ hacker က host machine တစ်ခုလုံးကိုအပြစ်အဝထင်းချုပ်ခွင့်ရသွားတော့တာပဲဒုတိယပြဿနာကလည်းအဲ့ဒီ demo နဲ့ပဲသက်ဆိုင်နေပြန်ဟောအဲ့ဒါကဘာလဲဆိုတော့ single deployment failure လို့ခေါ်တဲ့တနေရာထဲမှာအားလုံးမိကိုနေရတဲ့အားနည်းချက်ပဲစဉ်းစားကြည့်လေအဲ့ process တစ်ခုတည်းက crash ဖြစ်သွားရင်ဒါမှမဟုတ်တစ်ခုခုဖြစ်လို့ရပ်သွားရင်အဲ့ machine ပေါ်မှာ run နေတဲ့ container တွေအားလုံးတစ်ပြိုင်နက်တည်းရပ်သွားမှာပါကဲဒီအခြေခံကြတဲ့ပြဿနာအင်းနှစ်ခုကို postman ကဘလို့ဖြေရှင်းခဲ့လဲသူတို့ရဲ့ဖြေရှင်းချက်ကရိုးရှင်းပြီးတော့အတော်လေးထိရောက်ပါတယ်အဲ့ဒါကတော့ daemon ကိုလုံးဝဖြုတ်ချလိုက်တာပါပဲဟုတ်ပါတယ် Postman ရဲ့အကြီးမားဆုံးစံတင်မှုကအားရပါတယ် daemonless architecture ပေါ့ဘဟိုကနေအရာအလုံးကိုထိန်းချုပ်ထားတဲ့ daemon မရှိတော့ဘူး container တွေကအသုံးပြုသူရဲ့ command ကနေတိုက်ရိုက်သားသမီး process တွေအနေနဲ့ run တာပါဒီပုံလေးကကွာခြားချက်ကိုရှင်းရှင်းလင်းလင်းပြနေတာပဲတက္ကမဆို user က CIA ကနေတဆင့် root အနေနဲ့ run နေတဲ့ daemon ကိုအရင်သွားရတယ်ပေါ်နမမှာကို user က CIA က container ကိုတိုက်ရိုက် run လိုက်တာပဲအဲ့ဒီဂျားခံလူကြီးကိုဖြုတ်လိုက်တဲ့လုံခြုံရေးပြဿနာရော single point of failure ပြဿနာရောတခါတည်းရှင်းပြီးသားဖြစ်သွားတယ်ဆိုတော့ဒီမဲ့မရှိတော့တဲ့အတာဘာကြိုးကျေးဇူးတွေရလဲတနေရာထဲမှာပျက်စီးနိုင်ခြင်းမရှိတော့ဘူး root မလို့တဲ့ container တွေကပုံမှန်အဖြစ်အပြည့်ပြိုးပုံစံဖြစ်လာတယ်တကယ်လို့များ container တစ်ခုအဖောက်ခံရရင်တော့ host တစ်ခုလုံးကိုထိန်းချုပ်ဖို့အခွင့်အရေးမြင့်တင်ရတာအများကြီးပိုခတ်သွားတယ်ပြီးတော့ container တွေအချင်းချင်းလည်းပိုပြီးတီးခြာစီဖြစ်သွားတာပေါ့ဒါပေမဲ့နီးပညာလောကကရပ်နေတာမှမဟုတ်တာပဲလေဒေါက်ကာဘက်ကလည်းဒီအားနဲ့ချက်တွေကိုသိပြီးတော့ပြန်ပြီးတုံ့ပြန်ခဲ့တာတွေရှိပါတယ်အဲ့ဒီတော့အခုချိန်မှာ Portman ရဲ့မူလာအားသာချက်တွေကအရင်ကလိုပဲခိုင်မာနေသေးရဲ့လားဒေါက်ကာကလိုက်မိလာပြီလားဆိုတာကြည့်ရအောင်အဖြေကတော့ဟုတ်တယ်လို့လည်းပြောလို့ရတယ်လို့မဟုတ်ဘူးလို့လည်းပြောလို့ရတယ် root daemon လုံခြုံရေးတဲ့ Docker မှာအခု rootless mode ဆိုတာရှိလာပြီဒါပေမဲ့အဲ့ဒါက default မဟုတ်ဘူးတည်တံ့ setup လုပ်ပေးရတယ် single point of failure ကိစ္စမှာကြတော့ daemon ကအရင်ကထက်အများကြီးပိုတည်ငြိမ်လာတယ်ဒါပေမဲ့ तू ကရှိနေတော့မယ်လေအဓိကကွာခြားချက်က Portman ကအစကတည်းက rootless နဲ့ daemonless ဖြောင်းတိစောက်ထားတာဖြစ်ပြီး Docker အတွက်ကတော့နောက်မှထပ်ထည့်ချတဲ့ feature တစ်ခုလို့ဖြစ်နေတာပါပဲကဲဒီလောက်ဆိုရင် Portman ကိုစိတ်ဝင်စားလာကြတော့ပြီအဲ့တော့နောက်ထပ်မေးစရာရှိတာက Docker ကနေ Portman ကိုပြန်သုံးဖို့ဘယ်လောက်ခက်မလဲဆိုတာပါပဲဒီနေရာမှာ Portman ကို fan တီးတဲ့သူတွေကတော်တော်လေးပါနာထဲတယ်သူတို့က Portman ကို Docker compatible API နဲ့တည်ဆောက်ထားတယ်ပြောရရင် Docker ရဲ့ command တွေနဲ့လုံးဝနှီးပါးတူညီအောင်လုပ်ထားတာပါတကယ်တော့မှာတော့ပြောင်းသုံးရတာကဒီ alias docker equals botman ဆိုတဲ့ command line alias လေးတခုသတ်မှတ်လိုက်ရရုံနဲ့အဆင့်ပြေသွားနိုင်ပါတယ်အဲ့ဒါဆိုရင်ရှိပြီးသား script တွေ docker run လို့ရိုက်နေကြအကျင့်တွေဘာတစ်ခုမှပြောင်းစရာမလိုပဲအလုပ်ဆက်လုပ်လို့ရနိုင်ပါတယ်ဒါအပြင် command ဟာ OCI လို့ခေါ်တဲ့ Open Container Initiative စံနှုန်းတွေနဲ့လည်းကိုက်ညီအောင်တည်ဆောက်ထားတာပါဆိုလိုတာကသူကဘယ် company တစ်ခုတည်းကိုမှမိခိုမနေဘူး Docker file တွေကိုလည်းသုံးလို့ရတယ်ဒါပေမဲ့သူတို့ကတော့ container files လို့ခေါ်တာကိုပိုသဘောကျကြတယ် images ကို Docker Hub ကို push လုပ်လို့ရတယ်လို့ query.io လို့ရတခြား registry တွေကိုလည်း push လုပ်နိုင်တယ်ဒီလိုလုံးချင်းအပြင် Docker Hub ရဲ့ rate limiting လို့ပြဿနာတွေကိုတော့ရှောင်လို့ရပါတယ်ကဲအားလုံးကိုခြုံငုံတုံးသက်ပြီးတော့အစွန်းဖြတ်ပြီးရမယ့်အချိန်ရောက်ပါပြီ Docker လား Portman လားဆိုတော့လက်ရှိသုံးနေတဲ့ Docker ကနေ Portman ကိုတကယ်ပဲပြောင်းသုံးတင်သလားအကယ်လို့လက်ရှိ Docker setup ကဘာပြဿနာမှမရှိပဲအဆင်ပြေပြေအလုပ်လုပ်နေတယ်ဆိုရင်တော့ချက်ချင်းကြီးပြောင်းရမယ်လို့မဆိုလိုပါဘူးဒီဆရာလေးနဲ့ကြည်လိုက်ရပိုရှင်းသွားပါလိမ့်မယ် ecosystem ရဲ့ခြေပြတ်မှု
AI, build cloud, test containers တို့လိုချိတ်ဆက်မှုတွေမှာ Docker ကအားသာနေတော့မှာပဲလုံကွမ်းသုံး feature တွေမှာလည်းဒီလိုပါပဲဒါပေမဲ့လုံခြုံရေးကိုရှေ့တန်းတင်တဲ့ design default အနေထားနဲ့ကဒီကလုံခြုံတဲ့ပုံစံမျိုးမှာတော့ Portman ကအနိုင်ရပါတယ် OCI လိုမျိုး open standard တင်တဲ့ community တစ်ခုတည်းကိုမမီခေါ်တဲ့ဘိုင်းမှာလည်း Portman ကအားသာချက်ရှိနေပါလေ ဒါပေမဲ့ Portman ကအားလုံးပြည့်စုံတယ်လို့တော့ဆိုလို့မရပါဘူးဘယ်သူမှဆိုသူအခက်ခဲနဲ့သူရှိတာပဲလေဥပမာအဖြစ် macOS မှာတုံးတဲ့အခါရှုပ်ထွေးတဲ့ networking ဘိုင်းတွေမှာစိန်ခေါ်မှုတချို့ရှိနိုင်တယ်လို့ဖော်ပြထားတာတွေလည်းရှိပါတယ် ဒါဆိုအနေနဲ့ပြောရရင်ဒီပိုင်ဆိုင်မှုက Docker နဲ့ Portman ဘယ်သူပိုကောင်းလဲဆိုတာထက်ပိုကျယ်ပြန့်ပါတယ်ဒါက open standard ရဲ့အနာဂတ်ကြောင်းပါပဲတကယ်မေကွန်းကတော့ဘယ်သူကရှေ့ဆက်ပြီးလမ်းပြအိုဆောင်သွားမလဲနောက်အနာဂတ်အတွက်ဘယ်လို container ecosystem မျိုးကိုတည်ဆောက်ချင်ကြတယ်လဲဆိုတာပါပဲ